ငါမလုပ်လေရတယ်ကိုချမ်းမဲ့ထန်ก็ได้ငါလုပ်ဖို့မလိုအပ်ဘူးကိုချမ်းမဲ့ကြံเป็นต้องทำငါရဲ့တာဝန်မဟုတ်ဘူးကိုไม่ใช่หน้าที่ของฉันလှုပ်ဆင်းပြီးရင်အိမ်ပြန်မယ်ကိုလန့်ငန်แล้วจะกลับบ้านငါ့ကိုယုံတော့ကိုเชื่อฉันนะယုံကြည်မှုမရှိဘူးကိုไม่มีความเชื่อယုံကြည်မှုကိုความเชื่อเองဘာလို့သူ့ကိုယုံတာလဲความเชื่อเขาทำไมအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်ကျွန်တော်မျှဝေပေးတဲ့ထိုင်းစကားလေးတွေကိုတိုက်နေတတ်တယ်ဆိုရင်ကျွန်တော် follow လုပ်ပြီးတော့အသေးလေးတွေပေးပါနော်အားလုံးမေတ္တာရက်ခံပါတယ်